အားလုံးပဲမင်္ဂလာပါရှင် PKMW page ရဲ့ဆိုဒါရှိဝညုံငါမိပါကျမကပေါ့နော်grammar လေးတွေကိုလည်းနည်းနည်းရှင်းပြနေတဲ့ဗီဒီယိုလေးတွေတင်ပေးနေတယ်ပေါ့နော်ဒါပေမဲ့အများကြီးတော့မဟုတ်ဘူးဒီသားထဲမှာအားရင်အားသလိုမျိုး grammar ရှင်းပြတဲ့ဗီဒီယိုလေးတင်ပေးဖြစ်တယ်ပေါ့ဒီနေ့လည်း grammar လေးတစ်ခုကိုရောတော့ခုနက sharing လေးလုပ်ပေးမယ်ဒီနေ့တင်မဲ့ grammar လေးကကြတော့ဘာလေးလဲဆိုတော့느라고ဆိုတဲ့ grammar လေးပေါ့နော်အဲ့တော့ဒီ 느라고 ကကြတော့သူကလေဘယ်လိုမျိုးလေးလဲဆိုအကြောင်းရင်းကိုဖော်ပြတဲ့ grammar လေးကတစ်ခုပေါ့နော်အဲ့တော့အကြောင်းရင်းကိုဖော်ပြတဲ့ grammar တွေဘယ်နှခုရှိတာပေါ့နော်အများကြီးပဲ아어여서 은이가 기대모네 는 바람에ဒီလိုမျိုးအများကြီးရှိတယ်အဲ့တော့ဒီ 느라고 ဆိုတဲ့ grammar ကလည်းအဲ့ဒီအကြောင်းရင်းကိုဖော်ပြတဲ့ grammar တွေကတစ်ခုပေါ့နော်ဟုတ်ပြီဒီဟာနဲ့ပတ်သက်ပြီးတော့အသေးစိတ်လေ့လာကြမယ်နော်ဟုတ်ပြီအဲ့ပထမဆုံးအနေနဲ့ဘာမှမရှင်းပြခင်မှာသူ့ရဲ့ဝါကြလေးတွေကိုတစ်ချက်ကြည့်မယ်နော် 게임 하느라고 숙제를 하지 못했다. 개인 써니야라네 인사고 말로난 개부 늦잠 자느라고 수업에 지각했다. 맨날 나오자마 탐이라네 보노. 아장고 나오자도아래 소리 하고. 디 와자리는 장 nhìnလိုက်ပြီဆိုတော့ကျမတို့နည်းနည်းခန့်မှန်းလို့ရမှာပေါ့နော်ဘယ်လိုချိန်မှာသုံးလဲဆိုတော့အဲ့တော့ကျမ तू ကစပြောပြီးသားနော်ဘယ်ချိန်မှာသုံးသလဲကျမတို့အကြောင်းရင်းကိုဖော်ပြခြင်းတဲ့အခါမှာသုံးတယ်နော်တခုခုလုံနေရတာနဲ့ဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပေါ့အဲ့တော့တခုခုလုံနေရတာနဲ့အနောက်ကကိစ္စကိုမလုံနိုင်တော့ဘူးဆိုတာကိုပြောခြင်းတဲ့အခါမှာသုံးတယ်ဟုတ်ပြီနော်အဲ့တော့အရှိကဟာကိုပေါ့နော်လုံနေရတာနဲ့နောက်ကဟာကိုမလုံနိုင်တော့ဘူးဆိုတဲ့သဘောမျိုးနဲ့သုံးတယ်အဲ့တော့ကကျမတို့ကဒီအနောက်ကလိုက်တဲ့ verb ကပေါ့နော် negative တွေလာမှာပေါ့하지 못했어요 안 했어요 못했어요ဒီလိုမျိုး negative တွေလာမယ်ဆိုတာကိုသိရမယ်ပေါ့ဟုတ်ပြီအဲ့တော့အရှိမှာပေါ့ကျမတို့ 느라고 ရဲ့အရှိက verb ရှေ့ကစာကြောင်းကကြတော့ဘယ်လိုမျိုးလဲပေါ့နော်ကြည့်မယ်ပထမဆုံးဝါကြမှာပြောခဲ့တယ် 게임 하느라고 숙제를 하지 못했다 ဆိုတဲ့ဥပမာကိုကြည့်မယ်ဆိုရင် game ဆိုတာကကျမတို့ကစားခြင်းလို့ကစားတဲ့အရာမျိုးကိုပြောတာเนาะဟုတ်လားကိုကမလုတ်ချင်နဲ့မဖြစ်ချင်တဲ့အရာကြီးကိုရှေ့မှာသွားပြီးတော့ထိတ်လို့မရဘူးပေါ့နော်ဥပမာဆိုလို့ရှိရင်ကျမကဗာလဲဒီလေကားပေါ်ကပြုတ်ကျနေတာနဲ့ကျောင်းကိုမလာနိုင်ခဲ့ဘူးခဲတန်းနေဆို너무 지느라고သုံးလို့မရဘူးเนาะအဲ့တော့အဲ့ဒီ 느라고 အရှိရဟာကြတော့ကျမတို့ကိုယ်တိုင်လှုပ်ချင်တဲ့အရာပေါ့အဲ့ဒါကိုလှုပ်လိုက်လို့ဘာဖြစ်လဲနောက်ကဟာကိုမလှုပ်နိုင်ဖြစ်သွားတာဆိုတဲ့ပုံစံမျိုးနဲ့သုံးမယ်เนาะဟုတ်ပြီသူ့ကိုကျမတို့က action verb နဲ့ပဲတွဲပါတယ် action verb နဲ့ပဲတွဲတယ် quality verb တွေနဲ့မတွဲဘူးပေါ့နော်မုတ်တာခါတာလိုဟာတွေနဲ့ပဲတွဲတယ်เนาะဟုတ်ပြီအဲ့ဆိုရင်ဝကြလေးတွေထပ်ကြည့်ကြမယ်เนาะ노느라고 시험 공부를 하지 못했다.ကစားနေရတာနဲ့စာမိုးပွဲစာကိုမလုပ်နိုင်ခဲ့ဘူးဟုတ်လား။ဒါဆိုလဲကစားတယ်ဆိုတဲ့ဟာကဘာလဲကိုယ့်ဘာသာကိုစားခြင်းလို့ကစားနေတာပေါ့။အဲ့ဒါကြောင့်မလို့စာမလုပ်နိုင်တော့ဆိုတဲ့ပေါ့။အဲ့ဒီမှာတစ်ချက်ကြည့်မယ်နော်။ 놀다ဟုတ်လား။ကစားတယ်ဆိုတော့ကျမတို့မူရင်း verb က 놀다 ။အဲ့မှာလာတက်လေးကနောက်က 느라고 နဲ့တွေ့တဲ့အခါမှာပြုတ်ပြီးတော့မှ 노느라고 ဆိုပြီးတော့ကြောင်းသွားမယ်ပေါ့နော်။ 노느라고ဟုတ်ပြီနောက်ထပ်ဝတ်ကြလေးတစ်ခုကိုကြည့်ကြမယ်요리하느라고 전화를 못 받았어요. 흰 차 내야라네. 바빌레 퐁오 막가이라이 난게부. 흰 차 내야네 퐁 막가이 난게부. 이러면래 또야. 나서 와자 듣고 소개팅 하느라고 회의에 참석하지 못했어요. 소개팅도 아주 blind date တွေ့ရပေါ့နော် blind date တွေ့နေရတယ်အစည်းအဝေးကိုတော့မတက်နိုင်ခဲ့ဘူးအဲ့တော့ဒီလိုမျိုးသုံးတယ်ပေါ့နော်ဟုတ်ပြီနောက်ဆုံးချက်အနေနဲ့ဒီ 느라고 grammar နဲ့ပေါ့နော်တွဲလေးတွဲထားရှိတဲ့အသုံးလေးတွေရှိတယ်ဘာလေးတွေလဲဆိုတော့ 힘들다 피곤하다 정신이 없다 수고했다ဒီဟာလေးနဲ့လည်းတွဲပြီးတော့သုံးပါတယ်နော်공부하느라 수고했어요 살롱니아 수고해서 တာဝန်ကျေသွားပါပြီ 공부하느라 피곤했어요 공부하느라 힘들었어요 공부하느라 정신이 없어요. စိတ်နဲ့လူနဲ့တော့မကပ်ဘူးဒီလိုမျိုးတွေလည်းတွဲသုံးလို့ရပါတယ်နော်ဟုတ်ပြီကျမတို့ပြန်ပြီးတော့ခြုံကြည့်အောင် 느라고 ကဘယ်အချိန်မှာသုံးတယ်လဲကျ
ကျမတို့အကြောင်းရင်းကိုပြောပြချင်တဲ့အခါမှာသုံးတယ်ဟလာအရှိရာကိစ္စကိုလှုပ်ချင်တာလေးကိုလှုပ်နေရတာနဲ့အနောက်ကအရာကိုပါမလုံနိုင်တော့ဘူးဖြစ်သွားတယ်။နောက်ကအရာကိုမလုံနိုင်ဘူးဖြစ်သွားရဲဆိုတာကိုပြောတယ်။သူနဲ့အတွဲသုံးများတာလေးကတော့ 힘들다, 피곤하다, 수고하다, 그리고 정신이 없다. ဒီဟာလေးတွဲသုံးတယ်ပေါ့နော်။ဟုတ်ပြီ။အဲ့ဆိုလို့ရှိရင်ဒီ 드라고 ဆိုတဲ့ grammar လေးနဲ့ပတ်သက်ပြီးတော့နားလည်သွားမယ်လို့ထင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာလည်းနောက်ထပ်ဘလို့ grammar လေးတွေသိချင်လဲပေါ့နော်။သိချင်တဲ့ grammar လေးတွေနားမလည်တဲ့ grammar လေးရှိလို့ရှိရင် comment မှာရေးပေးခဲ့နော်။နောက်ထပ်ဗီဒီယိုတစ်ခုနဲ့ပြန်လာခဲ့ပါမယ်နော်။အားလုံး공부하느라 수고하셨어요. 그럼 다음 영상에서 만나요.